ဒီမိုကရေစီစနစ်ဆိုတာအပြန်လာလေးစားနားလည်မှုနဲ့အညမညာသဘောတရားအတိုင်းအုပ်ချုပ်သူနဲ့အုပ်ချုပ်ခံလူတန်းစားအဲ့နှစ်ခုကြားမှာဟိုကြတာတွေအနိုင်ကျင့်တာတွေလွှမ်းမိုးတာတွေနိုင်တဲ့စီးရင်လောက်တာတွေမပါဘူးခုသမ္မတကြီးကဒီမိုကရေစီစနစ်ကိုပြုပြင်ပြောင်းလဲနေတဲ့သူတွားနေပါလေလို့သူပြောတယ်သူကရှေ့ကနေပြီးမိဘပြည်သားခင်ဗျားနဲ့ပြောနေတယ်သူ့အောက်ကလူတွေကနယ်နဲ့ဗရိုက်မယ်လို့ပြောဗိုက်ကန်ပြီးကြီးတန်းယာကြီးကြလို့ရတယ်ဘာကောင်လူမနဲ့မသိဘူးတို့ကအယုလင်လောက်နေရတယ်ဖြစ်အဲ့ဒီကြားထဲမှာဒီပြဿနာတွေကဝိတုလှုပ်ဆော်သူတို့က2015စီမံကိန်းအတွက်ဒါကြီးကတို့ပိတ်ပင်တယ်မချေနိုင်ဘူးလူအောင်ကြောက်မှုဖြစ်ပဲဘာညာခုကဒါမျိုးတွေတို့လိုချင်လူတို့တွေကိုဆက်အားစေကြလူတို့တွေကိုဆက်ပြီးတော့ကြောက်စေကြလူတို့တွေကိုဆက်ပြီးတော့ညံ့စေကြကြောက်ကလည်းလူထုကိုမညံ့အောင်မအားအောင်မကြောက်အောင်တနိုင်ငံလုံးလည်းဟောတာနဲ့ဟောတာကိုဒီနေရာပဲရှိတယ်တို့အေးစေးလေးဟောခဲ့တို့ကိုစိတ်တူအောင်မလုပ်ပါကျောက်လည်းမောက်ပြီးမှနေတာဒီဒေတာတွင်းသားပဲတွေ့ရင်မျိုးတွေကိုသဘောထားပြီးတော့လက်ခံခဲ့တာဒီတရားပေါ်မတွတော့ဘူးဆိုပြီးအပြီးဆုံးရပြီးတော့တို့ငင်းခံခဲ့အခုကြတော့မှဟိုအောင်ချမ်းသာဆရာတော်ကတွားပြောင်းကြောက်ပါဗျာပလင်ပေါ်9မိနစ်ပဲထိုင်ပြီးတော့ငါနဲ့ပဲခွတုတ်ပါဒီလိုလိုသာဓုခေါ်ပါဘာသာဓုမှမခေါ်တော့ငါနဲ့ခွတုတ်တာသာဓုခေါ်တယ်မှမဟုတ်တာကောက်လျှောက်ပြီးတော့တန်းနေရအဲ့လိုတို့အားလုံးအမြင်သာကြီးငြိမ်းချမ်းရေးလည်းမရသေးဘူးတိုင်းလာစီလုံးညီညွတ်မရှိသေးဘူးယောဂပြန်တဲ့တရားမှုမရှိသေးဘူးတရားဥပဒေစိုးမိုးမှုမရှိသေးဘူးစီးပွားရေးမဖွံ့ဖြိုးသေးဘူးကျန်းမာရေးဘာမှမဟုတ်ဘူးအလုံးစုံချွတ်ချုံကြနေတဲ့တိုင်းပြည်ဒါကိုကျုပ်တို့ကတက်ညီလက်ညီနဲ့တိုင်းလာစီလုံးညီညွတ်မှုတွေရမှာငြိမ်းချမ်းရေးတွေရမှာတရားဥပဒေစိုးမိုးရေးတွေရမှာစီးပွားရေးတွေဖွံ့ဖြိုးတိုးတက်မှာကျန်းမာရေးဆောင်းရှောက်မှုတွေရှိမှာလူနဲ့ဆန်တဲ့လူဘဝကိုရတယ်လို့ခေါ်အဲ့ဒါမှဒီမိုကရေစီလူသားတို့ရဲ့ဘဝလို့ခေါ်တယ်ဘယ်နဲ့အတန်လာကြပြီဘာမှကိုမသိရသေးတဲ့ဒီမိုကရေစီအမျိုးဘာသာသာသနာကြောက်နေတယ်ပြက်နေတယ်ဘိုးပြောဂျိုးပြောနဲ့ဟိုအစ္စလာမ်ဘာသာဝင်မွတ်စလင်ကားတွေကြီးပဲလက်ညှိုးထိုးပြီးတော့ပြစ်မှတ်ပြုပြီးပြောနေကြဟောနေကြဒါလည်းပဲတဲ့ကြိတ်ကြိုက်စကားပဲဥဒ္ဒဘာသာမြန်မာလူမျိုးတွေကအဲ့ဒါမျိုးပြောလို့ရှိရင်တဲ့ကြိတ်ကြိုက်တယ်တကယ်တမ်းကျတော့မိုက်ကြိုက်တာကိုဟန်တဲ့ညီညီနဲ့အဲ့ဒါကိုလည်းကာကွယ်ကိုအတွင်းလူတွေကိုလည်းတွန်းလှန်ရမှာ
အမျိုးပြတ်မှာအမျိုးပြောင်းလို့မှာတိုင်းပြည်ပြောင်းလို့မှာဘာသာသာသနာပြောင်းလို့မှာဆိုတာတလားကြီးတွားပြီးတော့မစွဲနဲ့ကိုယ်လူမျိုးတူတူချင်းဘာသာတူတူချင်းဘုန်းကြီးတူတူချင်းကအခုလိုဖြစ်တာဒါအမျိုးဖြစ်တာဘာသာဖြစ်တာသာသနာဖြစ်တာရှင်းလားကျုပ်တို့ကတိုင်းပြည်ပြောင်းလုံးကြဆိုဟေးလို့ပလင်မောတခွန်းမဟုတ်ကျုပ်တို့ကနိုင်ငံကိုစူပူအောင်တော့လုံးကြဆိုဟေးလို့တခွန်းမဟုတ်တော်ဝိုက်ပြီးတော့လည်းမဟုတ်တဲ့လည်းမဟုတ်အမျိုးသားပြန်လည်းတက်မြတ်ဖို့တိုင်းသားစီးလုံးညီညွတ်ဖို့ငြိမ်းချမ်းရေးရဖို့တရားဥပဒေစိုးမိုးဖို့ကျန်းမာရေးစောင့်ရှောက်မှုတွေပြည့်စုံဖို့လူသားတူတဲ့လူဘဝတွေကိုရဖို့နဲ့စီးပွားရေးလေးတွေပြန်လည်းဖွံ့ဖြိုးတိုးတက်လာဖို့စသဖြင့်အလုပ်ကိုင်ခွင့်အားလေးတွေရလာဖို့ကဲတောင်လူတွေသမားကြီးတွေအလုပ်သမားကြီးတွေမှာချုပ်ကိုယ်တိုင်ငွေကြေးကုန်ကြခံပြီးတော့တနက်တွေဒုတ်ဓားကြားတွေဝင်ပြီးတော့ဖန်ပြေခဲ့တာအတကပါဇက်ကနေပြီးတော့အာချောင်ပြီးလုပ်ခဲ့တာတခုမှမပါကျေးဇူးတင်ရကောင်းမှမသိဒီတိုက်ကြီးမျိုးနဲ့တန်ခါနာကဆိုတော့ကိုတော်ကြီးပါလားအဲ့ဒီဥက္ကဋ္ဌဖြစ်တော့ပါလားကျုပ်ပါဇက်ကြီးနဲ့30နဲ့ကိုတာတာကျွတ်ကြမတာអော်ခဲ့တာကျုပ်အဲ့ဒီရေခင်းကြီးကိုအမြန်ဆုံးငញ្ញမ်းတော့ဟောခဲ့တာကျုပ်អော်ခဲ့တာကျုပ်မနက်တိုင်းတက်ပြတာမဟုတ်ဘူးကျုပ်ကဆိုအေးစိတ်ကြီးမသိကြအောင်မမြင်အောင်ဆောင်နေရငါတိုင်းပြည်ကွက်ဥက္ကဋ္ဌဆိုတာလည်းငါတို့တိုင်းပြည်ရဲ့ငါတို့မျိုးတစ်မျိုးကွက်ဥက္ကဋ္ဌမျိုးမှာစူပူအောင်သွားနေတာလည်းငါတို့တိုင်းပြည်ငါတို့လူမျိုးတွေကွက်ဒီလိုမဖြစ်တဲ့မှုဆိုပြီးတော့တွားပြီးတော့ထိန်းသိမ်းအုပ်ချုပ်ပြီးတာမကျင်တဲ့လို့ဒီစကားတွေကိုဒီနေရာတက်ပြောသွားလို့ကြိုက်တဲ့ပုံစံနဲ့ဖြည့်ရှင်းမိုးတိတော်နေကားတော်တက်ဖို့ဝင်ကုန်မလေးဘူးလုံလုံးအားကြည့်တာလို့ပြောတာဘယ်နဲ့ဘုန်းကြီးချင်းကလိုက်ပြီးတော့အမျိုးဘာသာသာသနာအတွက်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကရှောက်တော့ဉာဏ်ရည်တွေထည့်ပေးနေတဲ့ဘုန်းကြီးကိုဘာမှမလုပ်တဲ့ဘုန်းကြီးတွေကတားတယ်တိုင်းသားစီးလုံးညီညွတ်တဲ့နေကြရတဲ့အမျိုးသားပြန်လည်တည်မြဲရေးကိုပြိုကွဲအောင်ဒီမိုကရေစီမရအောင်ဒေါ်စန်းစုကြည်ကိုမဲပေးတဲ့ဦးလေးတွေကိုမဲပေးဒီလိုဘုန်းကြီးတွေကြတော့မတိကျိုးဆုံးပြုပြီးတော့ရက်ွယ်ပြုပြီးတော့အသာလေးလွတ်ပေးထားတယ်မကြရအောင်ဆောင်းနေတိုင်းကြီးကိုစိတ်မောကွဲတော့ဟောပြောနေတဲ့ကိုတော်ကြီးကြတော့လွတ်ပေးထားတယ်တိုင်းကြီးကိုစုစုစည်းစည်းညီညွတ်လို့နဲ့စီစီလုံးလုံးနဲ့တွားဖို့ဟောနေတဲ့ဘုန်းကြီးကြတော့တိုက်ပိတ်တယ်တို့ဗမာပြည်မှာဒီလိုဒေါသထွက်တာဒီတနေရာပဲရှိတယ်ဒီတနေရာပဲရှိဒီကိုတော်တွေငစားချနေတဲ့ကိစ္စအမျိုးဘာသာသာသနာပျက်စီးဆုံးရှုံးပြောက်ကွယ်သွားလိမ့်မယ်ဆိုတာကလားကြောင့်ကြီးပဲဟောနေတာဗမာကြောင့်ဘုရားဘာသာကြောင့်ဘုန်းကြီးတွေကြောင့်ဒီလိုမျိုးတွေဖြစ်သွားနိုင်တယ်ကိုလူမျိုးချင်းဘာသာလူချင်းကသကောရဲတားရလောက်ထွက်သကောတော့မှဇောက်မနေတဲ့ကို့မျိုးချင်းကိုဖြတ်နေတာဘုန်းကြီးတွေအကုန်လုံးပြောတာမဟုတ်ဘူးဘာမှမလုပ်နိုင်မကိုင်နိုင်မစွမ်းနိုင်ပဲနဲ့လုပ်နိုင်နိုင်စွမ်းနိုင်တဲ့လမ်းကြောင်းမှမဟုတ်ဒီလူတွေ၆တောင်တင်ပေးနေတဲ့ဒီမိုကရေစီလက်ကျင်ရေးတင်တန်းကိုပလင်မော်ကနေပြီးတော့တက်ကြနေတာတင်ပြပြီးတော့မကြောက်တရားတွေဟောပြတယ်တရားစည်းလုံးညီညွတ်ရေးတွေဟောပြဒါကိုဟောပြရဘုန်းကြီးကတော့ပိတ်ဟမ်ဘယ်မဲ့နဲ့အကုန်လုံးဗန်းလိုက်ပြီးတော့တိုင်းပြည်ကိုအဆုစိတ်နဲ့ပေါ်မှာကွဲသွားအောင်ရှောက်ဟောနေတဲ့ဘုန်းကြီးတွေတော့လွတ်ပြီးဂရုပုံတိုင်းပဲဘုန်းကြီးမှာမှန်ကန်တဲ့ဘုန်းကြီးဆိုရင်တို့ကရှေ့ရတဲ့နေရတယ်ပြစ်စမ်းတဲ့တော့ရင်ဘတ်နဲ့ကာပြီးတော့စကားပေါက်ပြစ်သွားတယ်အခုကဘယ်နဲ့ဦးချုပ်ပြောနေဒါလေအဲ့တို့နဲ့သာသာရေးမှုတို့နဲ့တန်ခါနာကဒါလေဘယ်လိုလဲမပါနဲ့ဘယ်နှပါလားကိုယ်ကကန်ချပလိုက်ပြီလက်ဝှေ့စင်လှုပ်လိုက်ရှင်းလားလေးမပြတ်သေးဘူးတွေးတော့မရှိဘူးစီးရုံမရှိဘူးဘာရောကမှမရှိဘူးဘာမှတော့တစ်ချက်တည်းနဲ့သိလို့ရတယ်အဲ့တော့ဒီမိုက်ရရင်မပြောချင်ပဲနဲ့ပြောပြအောင်လုပ်ခဲ့တဲ့အတွက်တို့ပြောရတယ်ဘာမှတင်းတင်းခွေလဲထိုင်းနေရက်တော်နဲ့ကိုင်းနေဘာမှဖျားလဲရှိကုန်ရေးတယ်လည်းမကြောက်ဒီခဏနေတင်းသွားမှာအဲ့ဒီကိုပြတ်အောင်ဘာသာသာသနာကိုလမ်းကြောင်းမှမဟုတ်ရအောင်ပို့နေတဲ့ဘုန်းကြီးတွေကို
ပိတ်ပြီးတော့ဘာသာသားကိုကြောက်ရဲ့ထတော့နိုင်ငံရေးအတုံးချဈေးကွက်ထဲမှာအတုံးချနော်နိုင်ငံရေးတားအောင်နေအဖြစ်နဲ့အတုံးချခံနေတဲ့ကိုယ်တော်ကြီးကြတော့အေးစစ်စစ်နောက်ကနေတွတ်ပြီးမတိချင်အောင်ဆောင်းတယ်ဒါတွေကိုခင်ဗျားတို့မျက်စိရှင်းရှင်းကြည့်အမြဲငါ့ကိုဆွဲတာအမနေနဲ့အနေဆက်ခံသွားတိုက်ကြီးမျိုးကဒါမှမအောင်ကျုပ်လာဟောင်းလို့မကြောက်အောင်ကျုပ်လာဟောင်းလို့မညအောင်ကျုပ်လာဟောင်းလို့ရက်ပေးတာဟောနေရမရှိတဲ့ဘုန်းကြီးကိုတနိုင်ငံလုံးနဲ့ဟောတာတညမှမအားဘူးကားပေါ်နဲ့ပလင်ပေါ်နဲ့ကားပေါ်ဒီလိုနဲ့ပဲတနိုင်ငံလုံးနဲ့ဒီဘာဘုံတဲ့တိုက်ကြီးကြအဲ့တော့ယောဝနာသာသနာကိုချက်မှာကလားကြည့်ပဲလို့မျက်စိစုံမိတ်ပြီးတော့စွတ်ယုံနေတဲ့ကိုဘာသာတူကိုလူမျိုးတူကိုဘုန်းကြီးတူကချက်နေတာကိုလေတတိထားကြည့်ကြအောင်ဟုတ်ရဲ့လားကကြကြကျုပ်လက်ထောက်လာဟောရင်ဒီတရားဝဲကျုပ်ဒီလိုပြောတော့ချက်တယ်နားအေးတာပဲကဲကျုပ်သွားမယ်ကိုတော့လက်ခံတယ်ဓမ္မပူရလူလေးတင်ချေခိန်ကတဲ့ထိန်ထိန်ထားရဲ့ဒီအချိန်ကာလလိုချာမဖျားရှိလေသည်ဖျားရှိမှတော်ဝကချင်းရပေါ်ရသည်